ကျွန်တော်တို့ personal development ကိုစိတ်ဝင်စားနေကြတဲ့သူတွေကျွန်တော်တို့များစုသိနေကြတဲ့အချက်ကကျွမ်းကျင်မှုတွေအများကြီးတက်ထားဖို့လိုတယ်side hustle တွေအများကြီးလုပ်ဖို့လိုတယ်ဆိုတာပဲဒါပေမဲ့အခုပြောပြမဲ့မြမရွာလေးတရွာကလေသမားကောက်လေးတယောက်ရဲ့ပုံမြင်လေးကတော့လုံးဝဆန်းပြတဲ့သင်ခန်းစာတစ်ခုကိုပေးထားပါတယ်သူ့ဘဝလုံးမြောက်သွားခဲ့တာကကျွမ်းကျင်မှုတွေအများကြီးတက်လို့မဟုတ်ပဲနဲ့တခုတည်းတော့ကျွမ်းကျင်မှုကိုကဘာမှအကောင်းဆုံးဖြစ်အောင်လုပ်နိုင်လို့ဆိုတာကိုဒီဗီဒီယိုလေးကနေပြသပေးတော့ပါမယ်Hello တတမီတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ပြောင်မဲတော့ငှက်ဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားပါမယ်ခါတော့ကမောင်မျိုးလို့ခေါ်တဲ့လေဓမားသားငယ်လေးဟာစီးရဲလုံးလို့ရွာကနေထွက်ပြီးတော့ပရိညာကြီးစီမှာတင်းနှန်းတက်ခဲ့တယ်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကဆရာကြီးကသူ့ကို3နှစ်လုံးဒီဇိုင်းမျိုးတွေကိုပဲပြန်ဝဲတော့ငှက်ပုံစံကိုပဲအကြိမ်ရာနဲ့ချီပြီးထက်ကလှုပ်စီခဲ့တယ်လူငယ်ဘာဝအတိုင်းပဲမောင်မျိုးကစိတ်ပြတ်သွားတာပေါ့ဘာကြောင့်ငှက်ပုံစံတစ်မျိုးတွေကိုပဲလောက်ခိုင်းတာလဲလို့မေးတော့ဆရာကြီးကကောင်းလေးရေနောက်ဆုံးတနေ့မှာမင်းနားလေလာမယ်လို့ပြောပါတယ်ဒီလိုနဲ့ဆရာကြီးဆုံးတော့တဲ့အခါမောင်မျိုးဟာသူ့ရဲ့စမ်းတစ်တည်ထွင်မှုတွေကိုစပြီးလုပ်ခဲ့ပါတယ်အဲ့ဒီမှာသူတည်သွားတဲ့အရေးကြီးဆုံးအချက်ကသူ့ရဲ့တန်ဖိုးဟာအများကြီးလှုပ်သက်တာမှမဟုတ်ဘဲနဲ့ညက်တကောင်ကိုဘယ်သူမှမလုပ်နိုင်တဲ့အစီအစီလှုပ်သက်တာပါရှိတယ်ဆိုတာကိုပဲဒီမှာတော့နန်းတွင်းကရရှိကြီးတယောက်ဟာဗရင်ဘူလာရောက်ကြည့်ရှုတဲ့အခါမောင်မျိုးကရေးရေးဖို့ပြောလိုက်တယ်ကျွန်တော်မှတော့ကျွမ်းကျင်တာတစ်ခုပဲရှိပါတယ်ဒါပေမဲ့ဒီတစ်ခုတည်းကိုအကောင်းဆုံးလုပ်တတ်ပါတယ်တဲ့သူ့ရဲ့ရွှေငှက်လေးကိုပြသလိုက်တဲ့အခါမှာတော့သူ့ရဲ့ငှက်ကလေးဟာလှုပ်ရှားနိုင်တယ်တောင်ပန်ခတ်နိုင်တယ်အချင်းသက်စင်တူလေးတွေတောင်လုပ်နိုင်ပါတယ်တဲ့ဒီမှာသူတစ်ဆက်တည်းနားလေသွားတာကခုရတော့ရာမှာထိတ်တန့်ရောက်သွားရင်ကိုယ်တိုင်ကကိုယ်တန်ဖိုးကိုတတ်မှတ်ပိုင်ခွင့်ရသွားတယ်ဆိုတဲ့အချက်ပါဒီနောက်ပိုင်းနိုင်ငံခြားကလာဝဲတဲ့လူတွေကဒီငှက်လေးကဘလောက်လဲလို့မေးတော့သူကရွှေတပိတ်တာလို့သတ်မှတ်လိုက်တယ်။ဘာကြောင့်လဲ။ဘာဖြစ်လို့ပြောနိုင်တာလဲ။အကြောင်းကတော့ဘယ်သူမှမလုပ်နိုင်တဲ့အဆင့်ကိုရောက်နေလို့ပါ။ဒီတော့ဒီပုံမြင်ကနေကျွန်တော်တို့ဘာတွေသင်ယူလို့ရမလဲ။များမသိပါနဲ့။နဲ့နေတင်ပါ။စကေးတရားမှာ60ရာခိုင်နှုန်းသက်တာထက်စကေးတစ်ခုမှာ95ရာခိုင်နှုန်းတက်အောင်လုပ်ပါ။ကိုယ့်ရဲ့ပြန်ဝဲတော့ငှက်ကိုရှာပါ။ကိုထူးချွန်ဆုံးစိတ်ဝင်စားဆုံးဖြစ်တဲ့ရာထုကိုရှာဖွေပါမတူအောင်လုပ်ပါတာမန်ထက်ပိုပြီးထူးခြားအောင်လုပ်ဖို့နေ့စဉ်လေးကြည့်ပါလူငယ်တွေအားလုံးကိုချစ်ခင်လေးစားပါတယ် personal development ဆိုတာက skill တွေပဲကြီးတက်ဖို့ပဲမဟုတ်ပါဘူးကိုသက်ထားပြီးသား skill တွေကိုဘာမှအကောင်းဆုံးဖြစ်အောင်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတဲ့အနုပညာလည်းဖြစ်ပါတယ်တကယ်လို့ဒီပုံမြင်လေးကလည်းအတိအကျတစ်ခုရသွားခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like and share လုပ်ပေးခဲ့ပါ comment မှာလည်းကိုယ့်ရဲ့ပြန်ဝဲတော့ခက်ကပါလဲဆိုတာရေးသွားပေးလို့ရပါတယ်။ဒီဗီဒီယိုမှာကိုယ့်ရဲ့ပြန်ဝဲတော့ခက်ကိုဘယ်လိုအဆင့်မြင့်တယ်မလဲဆိုတဲ့ practical tips တွေကိုပြောပြပေးသွားပါအောင်မယ်။တကယ်လို့ဒီဗီဒီယိုကိုမှကြည့်ဖြစ်တဲ့လူဆိုရင်လည်း channel လေးကို subscribe လုပ်တော့ဖို့မမေ့ပါနဲ့။ကျွန်တော်တို့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေနဲ့ပြန်ပြီးဆုံကြပါမယ်။ I love you all ပါ။